ဆိုတော့ day 3ရောက်လာပါပြီဒီ writing အတွက်တကယ်ကိုရေးကြည့်တဲ့ vocabulary ပိုင်းပေါ့ grammar နဲ့ vocabulary ပိုင်းမှာ grammar မဟုတ်ပါဘူးကိုက vocabulary ပိုင်း၅လုံးနဲ့ပါဆက်ပြီးတော့ဆရာတို့လေ့လာကြအောင်ပါခဏလေးပဲစောင့်ပါကဲဒီစကားလုံးလေးပါဆရာတို့ become a global citizen ဆရာကြီးဖြစ်တာပေါ့နော်အခုတော့ဆိုရင်တော့ဆရာကြီးပေါ့မင်းကဆရာကြီးလားဆိုကြတော့ဘာလို့ဆိုရင်ကမ္ဘာနိုင်ငံသားတဝူဖြစ်လာသည်အဓိကတော့နေရာဒေသချင်းလေးတာမဟုတ်ကမ္ဘာဒေသအသီးသီးအကြောင်းကိုသိဖြစ်လာပြီတောသားမဆန်တော့ဘူးနော်တောသားမဟုတ်တော့ဘူးအဲဒါ become a global သိပြီးသားလေးပဲနော်လုံးဝလှတဲ့အသုံးလေးဒီကောင်းလေးဆိုရင် become a global citizen ဆိုခါလာလဲဘူဒရာများတဲ့ knowledgeable မဟုတ်ဘဲနဲ့ဘူဒရာရှိရမဟုတ်ဘဲနဲ့နော်နောက်က become more obvious on a global scale တကမ္ဘာလုံးအတိုင်းအတာတစ်ခုအပြင်ပိုရသိတာထင်ရှားလာသည်အခုဆိုရင်မြန်မာနိုင်ငံရဲ့ဒီတွင်းပစ္စည်းတွေမြန်မာနိုင်ငံဗဒတ်များလိုမျိုးပေါ့ကွာနော်ဒီမြန်မာနိုင်ငံရဲ့လက်ဝိတ်မြန်မာနိုင်ငံရဲ့အခုဆိုရင်မြန်မာနိုင်ငံအကြောင်းလေးနော် USC မှာKSC မဟုတ်နော် USC မှာဘန်ကဘာဖြစ်တော့တကမ္ဘာလုံးတိုက်တာနဲ့ကိုသိတာနော်ကြော်ကြလာပါနော်နာမည်ကြီးလာပါနော် banana လို့မဟုတ်ဘူးပေါ့နောက်က be exposed to a rich way of အမျိုးစုံကိုထိတွေ့သိရှိသည်နော်ဒီမှာအစားအစာအမျိုးစုံခီးတော့လို့ရှိရင်you may be exposed to a rich way of local foods အဲ့လိုမျိုးလေးပြောလို့ရ local foods be exposed to more feed ပိုများသောနေပများထွေးသည်နော်ဒီအတွေ့အကြုံများတာအဲ့လိုမျိုးပါပြောလာတယ်နော် okay နေပ area ကျဲလာတာ okay အဲ့ဒါနောက်တစ်ခုကနောက်ဆုံးမိတစ်ခု be on a par with others အရှားသူများအများနဲ့တန်းတူဖြစ်သည်အည်သွေးတူစံချိန်တူအဆင့်တူသည်အခုဆိုရင်ဇာတို့ကမြန်မာနိုင်ငံသားကတခြားနိုင်ငံတွေလိုပဲနိုင်ငံအရှို့လိုပဲလက်ဝဲမှာပါရှိလာပြီရောလက်ဝဲဆိုတဲ့ MMA မှာ champion ရှိလာပြီနော် one champion ရှိမှာရောone champion အောင်လားအခု UFC မှာကြောက် Joshua Ban okay နော်အဲကြောင့်တခြားလူများ level တခြားနိုင်ငံတွေ level တူလာတရားလေးပါနော် on a par with others ဆိုတာလေးကဲအဲဆိုရင်ဒီကောင်လေးကိုဇာတို့က၅လုံးလေးပါတခြားလေးမှတ်ကြပါကဲကျေးဇူးအများကြီးတင်ပါတယ် see you in my next video vocabulary လိုအပ်တဲ့ vocabulary မျှဝေပေးနေရမလို့ဒီဗီဒီယိုလေးကို save ထားပါတခြားလေးပြန်ကြည့်ပါ bye bye see you